အားလုံးပဲမင်္ဂလာပါရှင်မမီကေမျိုးဝကြောင်လေးရနေချင်းဆိုပါရနော်ဒီနေ့ចောင်းပိတ်ရဲ့အစာလေးတွေနဲ့သမီးငယ်လေးရပါတော့သူမမလိုမျိုးသမင်းကြိုင်လေးလုပ်ပေးပါဟိုဘက်အိမ်တွားချင်လို့သူခွားရည်တွေအိမ်ဘက်တွားမလို့ပေါ့နော်အဲ့ဒါသမင်းကြိုင်လေးလုပ်ပြီးထည့်ပေးလိုက်ပါဆိုလို့ဒီသမီးငယ်လေးအတွက်ကိုသမင်းကြိုင်လေးလုပ်ပေးမှာပေါ့နော်ဒီနေ့ကတော့သမီးကြီးအလှမဟုတ်ပေါ့သမီးငယ်လေးအလှပေါ့နော်သမီးငယ်လေးဆိုတော့လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ပြီးမယ်ရေခဲမောက်ပုံစံလေးပဲလုပ်လိုက်တယ်ရှင်လည်းကူကူရေခဲမောက်ပုံစံလေးပဲလုပ်ပေးလိုက်တယ်ရှင်အရင်ဆုံးရေခဲမောက်အတွက်ကိုအောက်ခြေရေခဲမောက်ကြော့ခွက်ပုံစံလေး base လေးချမယ်ပေါ့နော်ဒါကတော့တရိကန်ပုံစံရေခဲမောက်cream လေးနေရာကိုတရိကန်ပုံစံလုပ်ဖို့လေအခုဒါပြင်ဆင်နေရပေါ့နော်တရိကန်ရေခဲမောက်လေးလုပ်ဖို့ပေါ့ပုံစံလုပ်ပြီးတော့မကြိုက်တာနဲ့ဒီပုံစံလေးပြန်ပြောင်းလိုက်တယ်ပေါ့နော်ဒီပုံစံလေးပြန်ပြောင်းလိုက်တယ်ရှင်ပြီးတော့ကာလာနှစ်ခုကလည်းအယောင်မနီးရိုးစိုးလေးဖြစ်နေတော့နှစ်ခုထပ်လိုက်ရင်တိတ်မလှဘူးဖြစ်နေရတယ်နောက်ထပ်ကာလာလေးဂျားခံလေးအနေနဲ့တစ်ခုထည့်လိုက်တယ်ပေါ့နော်ဂျားခံကာလာလေးကိုတော့ပန်းရောင်လေးထည့်လိုက်တယ်ရှင်အဝါရောင်လေးရဲ့ပန်းရောင်လေးရဲ့အစိမ်းရောင်လေးရဲ့ပေါ့နော်ပြီးတော့ဒီမျိုးလေးထဲမှာပုံချမယ်နော်ပုံလေးတင်ရရှင်ဒီနေ့ကသမီးငယ်လေးအတွက်ဆိုတော့လေသမီးကိုအများကြီးမလုပ်နိုင်နဲ့ကြစ်လေးလေးနဲ့ညီမနှစ်ယောက်တူတူစားလို့ရအောင်လို့တခြားထည့်ပေးလိုက်တော့ရှင်ညီမနှစ်ယောက်တယောက်တစ်ခုလုံးမပေးလိုက်တော့ဘူးပေါ့နော်ဟိုမှာလည်းသမီးနေရှိနေမှာဆိုတော့လေသူသမီးအငယ်ဆုံးလေးတောင်းဆိုတာမဟုတ်လို့ဒါအယုတ်ပုံလေးလုပ်ပေးလိုက်တာဟိုမှာလည်းသမီးနေရှိအောင်မှာဆိုတော့ဒီသမီးကိုနှစ်ယောက်ဆောင်စားကုန်လောက်တရွေလေးပဲထည့်ပေးလိုက်တော့ပေါ့နော်ဒါလေးကတော့နေရွက်ကလေးပေါ့နော်ဟိုဝမာလေးကိုရောင်စုံလေးလုပ်ပေးလိုက်မှာဆိုတော့နေရွက်ကလေးနှစ်ခုထည့်မှာပေါ့နော်နေရွက်ကိုကြတော့အနီရောင်ကာလာလေးတုံးထားရရှင်နေရွက်လေးနှစ်ရက်လေးရထည့်ပြီးထားရဆိုတော့မျက်လုံးလေးလိုက်ထည့်မှာရှင်အရင်ဆုံးတိတ်ပြီးတော့စိတ်မကြည့်တဲ့မျက်နှာလေးရယ်ပြီးတော့အမှန်ခံထားရတဲ့မျက်နှာလေးမဲ့နေတဲ့မျက်နှာလေးရယ်ပေါ့နော်တမင်လုပ်ပေးလိုက်တယ်ရှင်ကလေးလေးတွေကလေဒီလိုမျိုးလေးလုပ်ပေးရင်လေတော်တော်ပျော်ကြတယ်ရှင်စားကုန်တာမကုန်တာထက်လေသူတို့ဒါမျိုးလေးလုပ်ပေးတယ်မေမေကဒါမျိုးလေးနဲ့အချစ်တွေဖော်ပြရဲဆိုပြီးသူတို့ပျော်ကြတယ်ပေါ့နော်လုပ်ပေးနေနေကိုသမီးငယ်လေးကလေမေမေစားချင်မီးတဲ့ပူစားတယ်သမီးတို့ဟိုဘက်အိမ်မှာသွားမှာမလားလို့သွားတော့မှစားတော့ဆိုပြီးတော့ပြောလိုက်တော့မှဟိုဘက်မှာစားဖို့တော့ကိုသူအောင်ကြီးဆောင်နေပေါ့ဒီခုလုပ်နေတာကတော့ရေခဲမုံခွက်ရဲ့ဒီအစင်ကြားလေးပေါ့နော်အစင်ကြားပုံစံလေးတူအောင်လို့လုပ်နေရရှင်ရလက်သိမ့်မငိမ့်မချိန်စားတတ်သေးတော့လေအစင်ကြားလေးတွေကတော့ညီမနေဘူးပေါ့နော်ဒါပေမဲ့မစိုးပါဘူးဘီဂင်နာသမားကဒီလောက်လက်ရလေးထွက်တယ်ဆိုတော့နော်မလှပေမဲ့ကြည့်ကောင်းတယ်လို့ပြောရမှာပေါ့လွယ်ကူတယ်ညံဆန်တယ်ပြီးတော့တီထွင်ရတာဘာတစ်ခုမှမပါဘဲနဲ့ပေါ့နော်ညံဆန်လေးပြီးတယ်ဒါနေရကလေးအတွက်ကိုအခုကလေးကိုနေရအခုဆိုရင်တော့ကြက်သားဟင်းလေးနဲ့ရေခဲမုံလေးထမင်းဘူးလေးရပြီပေါ့နော်